နေ့က Chelsea နဲ့ West Ham ကတော့ဘောလုံးပွဲလာ UFC လာတော့မတဲကွဲအောင်ဖြစ်ခဲ့ရတာပါအတမ Traore ကူကူရဲလာကိုဆွဲလဲလိုက်တဲ့အချိန်မှာ João Pedro ကအလိုက်တင်မဲ့ပြန်ပြီးတော့တွန်းထုတ်ခဲ့ရပါဒါပေမဲ့သူတွန်းထုတ်ခဲ့တဲ့လူကကြွယ်ကြီးအတမ Traore ဖြစ်နေရဆိုတော့သူတီးခဲ့ပုံမရဘူးတင်းနေနေတာဆိုရင်ဒီနေရာမှာဘယ်လိုတုံ့ပြန်လဲကျွန်တော်လာဆိုရင်တော့ကြောက်ပြီးပြေးပြီးမှတော့အမှန်ပါပဲအတမ Traore ပြန်လဲလာတဲ့အချိန် João Pedro ဖြစ်သွားရုပ်ကြည့်ပါကျွန်တော်တို့ညီညာအရန်ဖြစ်နေလို့မျိုးငါကတော့တွားပြီးဆိုတဲ့ပုံစံမျိုးဖြစ်သွားတာဒါပေမဲ့မနေ့ကပွဲရတော့တော်တော်လေးကြည့်ကောင်းပြီးတော့အချိန်နဲ့ရှိခဲ့ပါတယ်ပထမပိုင်းပြီး 9-0 နဲ့ Chelsea တို့ရှုံးနေတဲ့အချိန်နီးပြ Rosinha ရဲ့နီးစနစ်ပိုင်းဆိုင်ရာအပြောင်းလဲရေးကြောင့်ပွဲရလဲအလဲအပြောင်းဖြစ်ခဲ့ရတာပါဒုတိယပိုင်းဆာနဲ့ Fofana, Cucurella, João Pedro တို့ထည့်ပြီးတော့အဆက်မပြတ်တိုက်စစ်ဆင်ခိုင်းခဲ့တာပါပွဲပြီးမှတော့3ဂိုးသွင်းပြီးတော့အနိုင်ရလက်ကိုပုံဆောင်သွားနိုင်ခဲ့ပါတယ်နီးပြ Rosinha Chelsea တဲကို6ပွဲကင်တွယ်ခဲ့ပြီးတော့5ပွဲအနိုင်ရရှိထားပါတယ် Chelsea ကဒီနီးပြ Rosinha ကိုခန့်အပ်လိုက်တာဟာအတော်လေးမှန်ကန်တဲ့ဆုံးဖြတ်ချက်လို့ပြောရမှာပါပိုပြီးစိတ်ဝင်စားစရာကောင်းတာတော့ Chelsea ကအခုချိန်ထိဖလားရနိုင်တဲ့လမ်းကြောင်းတွေပေါ်မှာရှိနေတော့မှာပဲဆိုတော့ဒီယာတီ Chelsea အနေနဲ့ဒီနီးပြလက်အောက်မှာဖလားပိန်လုံးထိစုခုနိုင်မယ်ဆိုတာဆက်လက်ဆောင်ကြည့်ရပါလိမ့်မယ်ပိတ်သက်တွေအနေနဲ့တော့ Chelsea ကဒီယာတီမှာဖလားပိန်လုံးထိစုခုလဲဆိုတာကောင်းမှဖြေခဲ့ပေးကြပါဦး